ဒီနေ့က Easter Sunday လို့ခေါ်တယ် Happy Easter Easter Sunday မှာဘာလုပ်လဲအင်္ဂလိပ်မှာခုမဲစားလာစားမလို့အမေဖေးပါလဲဆောင်ပေးရတယ်ဆိုတော့ဒီမှာကြည့်ဒီမှာ chocolate ပြိုင်ပေးရတယ်ဒီ chocolate ပါလိုက်ပြီးတော့ဒီမှာတော်လား chocolate egg လို့ခေါ်တယ်အဲ့ဒါပြင်ဖွင့်မယ်နော်အကြည့်လေး Easter egg အထက်မှာပါရှိတယ်ဆိုဖွင့်မယ်နော်ဒီမှာအိုး chocolate အကြည့်ပဲနော် chocolate egg အကြည့်ပဲပြီးတော့ဒီလို chocolate လည်းရှိတယ်ပြီးရင် Easter မှာဒီပြည့်အစားတော့အစားရောခဏပြီးပြမယ်နော်ဒီမှာလည်း chocolate များရွယ် UK မှာ Easter မှာ chocolate စားတာဆို delay ဖြစ်သွားပြီ Easter မှာဘာလို့ egg များရေးစားရဲဆိုတော့အဲ့ဒါဗာလဲမွေးဖွားခြင်းတင်ခဲ့တာတစ်မျိုးပေါ့ Easter က Christian ဘွေတော်တစ်ခုနော် Easter မှာ Christian တွေကယေရှု Jesus Christ ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုကျင့်ပါတယ်အဲ့ဒါကြောင့် Easter မှာဥမြောက်ရှိတယ်အဲ့ဒါမွေးဖွားခြင်းတင်ခဲ့တာတစ်ခု ပြီးရင်ဒီမှာ hot cross buns နဲ့စားတယ် hot cross bun ဘာလို့ခေါ်ဆုံးတူလားဒီမှာ cross ပါလေနော် hot cross bun cross လက် Christian ရဲ့တင်ခဲ့တာနော် ဘယ်လိုစားမလဲဆိုတော့အခုကိုပြပြန်မယ်အရင်ဆုံးဒီအလဲမှာလေးရမှာပမိုးခင်းစက်ထဲမှာထဲရမှာကိုပြတယ်တော့မကြောက်ပြီးရင်တော့ဘဲနဲ့ထဲရမှာပြီးရင် strawberry jam ပြီးရင်ဆွဲပေါ့ အခု UK မှာ Easter ကိုကျင့်ပါလူက Christian ပဲမဟုတ်ဘဲနဲ့လူတိုင်းကကျင့်ပါပါတယ် ပြီးရင် Easter စားစရာနောက်ဒီမျိုးကဒီမှာ simnel cake လို့ခေါ်တယ်ဒါ fruit cake အပေါ်မှာ marzipan အဲ့ဒါနဲ့စားလို့ကောင်းတယ်လက်ဖိတ်နဲ့စားလို့ကောင်းတယ် Easter simnel cake yummy Happy Easter Happy Easter! Happy Easter Happy Easter